မှန်သေးတယ် တစ်ကထွက်မလို့လည်းမထင်ဘူးလေကွာသူကဆိုအဲ့တစ်ကိုထိုးပါလားဆိုငါခင်လိုက်ဘာလို့ထိုးလဲလို့ ခေါ်လို့ဘလို့ဒီမှာမဟုတ်တော့မှ အဲ့ကြတော့မှမှားရင်အသက်ခံမှာတော်ပြီသူကပတ်စံနဲ့ပတ်သက်လာဘူးမှတင်းကြီးခံမှာမဟုတ် နာမည်ပြက်ချင်းတယ်လေအဲ့ကကျတော့မှားတော့လေလွဲပေးလိုက်ပေါ့အဲ့ကကျကိုလည်းနာမည်ပြက်ဘူးကမှန်နေသေးတော့အစီပြေပြေလေးလှုပ်စား အခုဘယ်သူမှလည်းမယုံတော့ဘူးပြီးသွားပြီငါတို့ဘဝကပြီးသွားပြီဘယ်သူမှမယုံတော့ဘူးနော်သူတို့လည်းအဲ့မှာတစ်နဲ့ခင်လိုက်နှစ်လေးနဲ့တိုင်ပတ်ပြီးတော့ဘယ်သူမှမယုံတော့ဘူးပြီးသွားပြီရွာပြန်ဖို့ပဲရှိတယ်မပြန်မပြန်နေနေရတော်ပဲပြန်တော့ တူရွာတက်လာတဲ့ကိစ္စဟာကြီးကိုဒိတ်ပဲမရှိ ခဏရောက်တယ်မရမအောင်တော်တယ်မနိုင် ရတယ်ငါကတက်မယ်မင်းတဲ့စရာကိုမလိုဘူးထားလိုက်တော့လာ အဖတို့ဘယ်သွားကြမလို့လဲအဖကိုရအောင်လိုက်ရှာနေတာအဖကလေဟိုနှခမ်းမွေးတွေဘာမှမရှိတော့ခုနကားပေါ်ကြည့်တာဟိုးရလာပေါ့တေချာကြီးမှအဖမှန်းထစ်တရား အဘနှကမ်းမွေးတွေနဲ့ရှုပ်လို့တဲ့ရိပ်လိုက်တာ ဒါတို့ပြောကြတော့အဖပိုခန့်သွားတာ ဟုတ်တယ်ဟိုလူတွေကလည်းအဲ့လိုတောင်းလုံးအားကြီးလို့ဆိုရင်မမတ်မိအောင်ဆိုပြီးတော့ အဖရုပ်ပြောင်းရုပ်လဲလုပ်လိုက်တာ နှကမ်းမွေးပဲရုပ်ပြောင်းလိုက်တာ ပြောလေအဖကိုအရင်မှသွားရှာတာအရင်မှလည်းမတွေ့တာနဲ့လေအဲ့ဒါလိုက်ရှာ အင်းကရောင်းလိုက်ပြီလေ ရောင်းလိုက်တာကျွန်တော်ကြောင့်မဟုတ်အဖဟိုလူတွေရှိတဲ့နေမှာမနေချင်လို့ဆိုအဲ့ဒီအိမ်ကိုအလကားပေးပလိုက်တာသူများတို့ကဟို ဟိုကလေအေးအောင်ကလေအဖပြီးခဲ့တဲ့ဘက်ကပေးတာလေတစ်ကိုအေးအောင်အော်လိုက်တာခိလိုက်အောင်ရမဲရန်လိုက်တာအဖရဲ့